ပညာရေးကကျွန်တော်တို့လူငယ်တွေမျိုးဆက်သစ်တွေရဲ့အနာဂတ်ကိုဖန်တီးပေးနိုင်မှုအတွက်အရေးကြီးဆုံးအခန်းကဏ္ဍကနေပါဝင်နေပါတယ်။ကလေးတွေအတွက် quality education ကိုပေးနိုင်မှုအတွက် New Generation မြန်မာ online private school ကိုတည်ထောင်ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်ခင်ဗျ။ဒီကနေ့ခေတ်က education technology ခေတ်ဖြစ်ပါတယ်။နိုင်ငံတကာမှာပညာရပ်တွေကို online ကနေလေ့လာသင်ယူနိုင်ပြီဖြစ်ပါတယ်။ဒီကနေ့ခေတ်နဲ့အညီအကောင်းဆုံးပညာရေးအခွင့်အလမ်းကောင်းတွေကိုပေးနိုင်မှုအတွက် New Generation မြန်မာ online school ကနေဆောင်ရွက်လျက်ရှိပါတယ်ခင်ဗျ။ခုဆိုလို့ရှိရင် NGM မှာကျောင်းသူကျောင်းသားတွေကဒီဖုန်းလေးတစ်လုံးရှိုံနဲ့ပေါ့နော်။အိမ်မှာနေရင်းနဲ့လုံခြုံစိတ်ချစွာနဲ့နိုင်ငံတကာအဆင့်မီပညာရေးကိုလေ့လာသင်ယူနိုင်ကြပြီဖြစ်ပါတယ်ခင်ဗျ။ကျွန်တော်တို့ရဲ့ New Generation မြန်မာကျောင်းတော်ကြီးကနေပြီးတော့အရေးသွေးပြေဝပြီးတော့ထူးချွန်ထက်မြက်တဲ့ပညာပြေဝနှလုံးလှတဲ့ဒီမျိုးဆက်သစ်ကလေးတွေကိုပေါ့နော်။ဝေထုတ်ပေးနိုင်မယ်လို့ယုံကြည်ပါတယ်ခင်ဗျာ။